လို့ခေါ်ထားတာရှိတယ်ရှေးရခင်ကရောအခုရောဒုက္ခနဲ့ဒုက္ခនិရောဓနှမျိုးကိုမြတ်စွာဘုရားဟောကြားခဲ့တာရှိတယ်အဲ့တော့လောကကြီးမှာအရှိတရားဆိုတာဒုက္ခနဲ့ဒုက္ခនិရောဓဘဝဆိုတာဒုက္ခပဲဒါတော့ထင်ရှားတယ်သစ္စာလေးပါးကိုကြည့်လိုက်မယ်ဆိုရင်လေဒုက္ခသစ္စာဒုက္ခသစ္စာဆိုတာအလုံးကိုချုပ်ပြီးတော့ပြောတာခန္ဓာ၅ပါးရဲ့ဖြစ်မှုကိုဘဝလို့ခေါ်တာအဲ့တော့ခန္ဓာ၅ပါးဆိုတာဒုက္ခပဲအဲ့ဒီရသော်ပြရဲ့သုံးသပ်ချက်ကတော့သရဝရိယထတဲ့ခန္ဓာ၅ပါးသည်ဒုက္ခသာဖြစ်တယ်သစ္စာရှုတော့ကပြောရင်လည်းဒုက္ခပဲပဋိစ္စသောဥပ္ပါရှုတော့ကပြောရင်လည်းဧဝမေတ္တကေဝလတဒုက္ခခန္ဓာဒုက္ခစုပဲလို့ပြောတယ်နော်သစ္စာရှုတော့ကကြည်ကြည်ပဋိစ္စသောဥပ္ပါရှုတော့ကကြည်ကြည်မြတ်စွာဘုရားဘဝကိုဒုက္ခလို့ပဲသတ်မှတ်ခဲ့တာဖြစ်တယ်။ဘာဖြစ်လို့ဒုက္ခလို့သတ်မှတ်တာလဲလို့ဆိုလို့ရှိရင်ပฏิမြဲလို့သာဖြစ်တယ်။မမြဲတဲ့အရာသည်အဲ့ဒါကိုလေယတနိစ္စတန်ဒုက္ခမမြဲတဲ့အရာဟာဒုက္ခပဲလို့ပြောတာ။ဟောအဲ့ဒီဒုက္ခဘဝရထားတဲ့အခါမှာဒုက္ခရထားတာဖြစ်တော့ကြောင့်အဲ့ဒီဒုက္ခသက်သာဖို့အတွက်ကုသိုလ်ကောင်းမှုတွေလုပ်ကြရတယ်ဘူးလေးရပယုံစင်ဆိုတာလည်းပဲရထားတာကဒုက္ခအဲ့ဒီရထားတဲ့တည်းမဲ့ကိလေသာတွေကိုကြောက်ပြုပြီးတော့အကုသိုလ်တွေလုပ်တယ်ဆိုလို့ရှိရင်ပမစကားမှာဘူးလေးရပယုံစင်ဆိုတာလို့ပို့ပြီးတော့ဝန်တော့ဖို့ဖြစ်တယ်နော်ပေါ်စိတ်လို့ကြောက်ရွံ့ထုစိတ်ရက်လေးဆိုတဲ့စကားလည်းပဲငကောကမှရထားတာဒုက္ခရထားတာကိုထပ်ပြီးတော့အကုသိုလ်လုပ်လိုက်တဲ့အခါမှာပို့ပြီးတော့ဆိုးတဲ့အခြေအနေဖြစ်လာတယ်အဲ့ဒါကြောင့်မလို့လူတိုင်းဟာကိုရထားတဲ့ဘဝကိုဒုက္ခလို့ရှုမြင်တတ်ဖို့လိုအပ်တယ်ပေါ့ဒုက္ခလို့ရှုမြင်ရမှာဖြစ်တယ်သစ္စာရှုတော့ကကြည့်ဒုက္ခပဲပထမသစ္စာကိုရထားတယ်သုဒ္ဓတခုမှဆိုရင်မြတ်စွာဘုရားကယောဘိက္ခွေရူပတ္တဥပ္ပါဒောဒုက္ခတိတောဥပ္ပါဒောရှုပ်တရားဖြစ်ပေါ်လာခြင်းဟာဒုက္ခဖြစ်ပေါ်လာခြင်းသာဖြစ်တယ်ယောဘိက္ခွေဝေဒနာယဥပ္ပါဒောစိတ်ခံစားမှုဖြစ်တတ်တယ်ပဲဒုက္ခဖြစ်တတ်တယ်ယောဘိက္ခွေသိညာယဥပ္ပါဒောဒုက္ခတိတောဥပ္ပါဒောစိတ်ရဲ့အမှတ်သိညာလည်းပဲဒုက္ခပဲယောဘိက္ခွေသင်္ခါရဏဥပ္ပါဒောဒုက္ခတိတောဥပ္ပါဒောသင်္ခါရဆိုရယ်စိတ်ဆောကြံတွေးတတ်တဲ့တရားတွေဖြစ်ပေါ်လာမှုကလည်းဒုက္ခဖြစ်ပေါ်လာတာပဲယောဘိက္ခွေဝိညာဏတ္တဥပ္ပါဒောဒုက္ခတိတောဥပ္ပါဒောအသိစိတ်ဆိုတဲ့ဝိညာဉ်ဖြစ်လာတာလည်းဒုက္ခဖြစ်လာဆိုလိုတာကတော့ခန္ဓာ၅ပါးရဲ့ဖြစ်ပေါ်မှုသည်ဒုက္ခဖြစ်ပေါ်မှုသာဖြစ်တယ်အဲ့ဒီဒုက္ခကိုသက်သာဖို့အတွက်ကုသိုလ်ကောင်းမှုလုပ်ကြတာဖြစ်တယ်လူတွေရဲ့တဏ္ဍာမှာလွန်မိုးပြီးတော့ချုပ်ကိုင်နေတာကကိလေသာတွေဖြစ်တယ်ဘဝကိုရစေတဲ့အကြောင်းကိုသစ္စာ၄ပါးမှကြတော့တဏှာဒုက္ခသမုဒယအရိယသစ္စာတ
ဏဟာဒုက္ခကိုဖြစ်စေတဲ့အမှန်တရားပဲအဲ့တော့တဏကိုကောက်တက်ပြီးတော့ပြောပြပဲလို့ကိလေသာအလုံးကိုဆိုလို့လေပေါ့ကိလေသာအလုံးဟာဒုက္ခကိုဖြစ်စေတဲ့အကြောင်းတရားပဲအဲ့တော့ကိလေသာရှိနေသေးသမျှကောင်းတယ်မကောင်းတဲ့တရားတွေကိုယ်ရနေမှာဖြစ်နေဦးမှာပဲဖြစ်တယ်အဲ့ဒီကိလေသာတွေရှိနေသမျှကလပ်ပတ်လုံးကောင်းတဲ့ကုသိုလ်ဆိုတာလည်းရှိနေမယ်မကောင်းတဲ့အကုသိုလ်ဆိုတာလည်းလုပ်နေကြလိမ့်မယ်ယထာရာကမှဒုက္ခယထာတဲ့ထဲပဲအကုသိုလ်လုပ်လိုက်လို့ရှိရင်ဘဝမှာပို့ပြီးတော့နိမွန်ပွေရစေတော့ဒီပုံပြသွားတယ်အဲ့ဒါကြောင့်မလို့နိဗ္ဗာန်မရခင်စัจ जा တတစီဖို့အတွက်မြတ်စွာဘုရားကကုသိုလ်တရားကိုလုပ်ပါအကုသိုလ်ရှောင်ပါလို့ဟောတာဖြစ်တယ်နော်ယထာရာကဒုက္ခအဲ့ဒီဒုက္ခတတဖို့အတွက်သဗ္ဗပပတ္တအာကရဏအကုသိုလ်မှန်သမျှမပြုနဲ့ကုသလသုပတ္တပရကုသိုလ်တရားတွေကိုတတ္တဝါပြည့်စုံလုပ်လို့ဆိုတာယထာတဲ့ဒုက္ခတတယတတကြောင့်နိလပေးတာဖြစ်တယ်လုံးဝဒုက္ခကမလွတ်သေးရင်တတပဲဆိုပါစို့ကုသိုလ်ဆိုတဲ့နေရာမှာကုသိုလ်တရားတွေရဲ့ပထမဆုံးအရေးကြီးတဲ့ကုသိုလ်ကပါလေနော်ဘုရားဘာသာတွေသိထားဖို့လိုတယ်ကုသိုလ်တရားတွေရဲ့အစပထမဆိုလိုတာကပထမဆုံးလုပ်ရမယ်ကုသိုလ်ပဲကုသိုလ်လဲသီလပဲဖြစ်တယ်ကောစာတိကုသလနာဓမ္မနာသီလင်္စသုဝိတုဒ္ဓံကုသိုလ်တရားတွေရဲ့အစဆိုတာသီလပဲဖြစ်တယ်ဒါကြောင့်မလို့သီလကိုအဓိကထားသီလကိုမဖြစ်မနေစောင့်တော့အောင်သီလံယဝဇရသာတုသီလဆိုတာဩဒီတိုင်အောင်ကောင်းတယ်ဆိုတစ်သလုံးရှိနေရမယ်တရားပဲကိုယ်တလုံးအဲ့တော့ဘုရားဘာသာတွေကသီလကိုအလေးနဲ့ထားဖို့လိုအပ်တယ်ပေါ့ဒါအခြေခံမယ်ရှေ့တိုးဖို့ဆိုတာလေသီလနဲ့ပဲတိုးရမယ်အဲ့တော့သီလလုံလိုက်တာနဲ့တပြိုင်နက်ဘဝဒုက္ခတွေသက်သာသွားတယ်ဘာဖြစ်လဲသီလရှိလိုက်တာနဲ့တပြိုင်နက်အပေဆင်းရဲမှာခံစားရမယ့်ဒုက္ခတွေအများကြီးသက်သာသွားခန္ဓာဒုက္ခဆိုရတဲ့ပဲလူသားတွေကြုံတွေ့ရတဲ့ဒုက္ခတဲ့ငရဲသားတွေကြုံတွေ့ရတဲ့ဒုက္ခကမတမဆိုးတယ်နော်တရိစ္ဆာန်တွေကြုံတွေ့ရတဲ့ဒုက္ခကဆိုးတယ်ပြိတ္တာတွေကြုံတွေ့ရတဲ့ဒုက္ခကဆိုးတယ်အဲ့ဒီဒုက္ခတွေသက်သာဖို့အတွက်သီလကိုလုံအောင်ထိန်းသိမ်းဆက်ပါအဲ့တော့သီလဆိုတဲ့ကုသိုလ်တရားကုသလဆိုတာအပြစ်ကင်းပြီးတော့ကောင်းကျိုးတွေကိုဖော်ဆောင်နိုင်တဲ့တရားအဲ့ဒီကုသိုလ်တရားကဘဝမှာဆင်းရဲဒုက္ခကိုအများကြီးသက်သာစေတယ်ခန္ဓာဒုက္ခရှိနေပြီမဲ့လို့အပါယဒုက္ခအဘယ်ဘုံမှာကြုံတွေ့ရမယ့်ဒုက္ခကနေသူကကဲ့တင်ပေးနိုင်တယ်နော်ကဲ့တင်ပေးနိုင်တယ်ဒါကြောင့်မလို့ဒုက္ခသက်သာဖို့အတွက်တဏှာထဲမှာသီလဆိုတာလောမှာဖြစ်တယ်ဒါကမရှိမဖြစ်အဓိကလောက်အောင်မယ်သီလရှိလိုက်တဲ့အတွက်ကြောင့်အပေဘုံသားတွေကြုံတွေ့ရတဲ့ဆင်းရဲဒုက္ခတွေကလွတ်မြောက်သွားပြီလူတိုင်းအားလက်တွေ့မျက်မြင်ကြည့်လိုက်မယ်ဆိုရင်တရိစ္ဆာန်တွေရဲ့ဒုက္ခဘလောက်ကြီးမားတယ်လေလူတွေကအနိုင်ကျင့်ပြီးတော့တပ်ဖြတ်စားတော့နေကြတယ်နွားတွေကြွယ်တွေဆိုရင်လည်းလူတွေကနှစ်ဖက်ရုပ်ထိုးပြီးတော့ခိုင်းစားနေကြတယ်သူတို့ရဲ့ဒုက္ခကိုကိုချင်းစာကြည့်လိုက်မယ်ဆိုရင်ဘယ်တမဆိုရတယ်လူတွေရဲ့တိရစ္ဆာန်တွေပေါ်မှာ
ထပ်ပိုးပေးတဲ့ဒုက္ခတွေအလုံးကိုများတပ်ဖြတ်နေကြတာဆိုအဲ့ဒုက္ခတွေအပေပုံသားတွေကြုံတွေ့နေရတဲ့ဆင်းရဲဒုက္ခတွေသီလလုံလိုက်တာနဲ့အဲ့ဒီဆင်းရဲဒုက္ခတွေကလွတ်မြောက်သွားနိုင်သို့တော့ခန္ဓာဒုက္ခကတော့မလွတ်နိုင်သေးဘူးခန္ဓာဒုက္ခမလွတ်နိုင်သေးဘူးအဲ့တော့ခန္ဓာဒုက္ခကလွတ်ဖို့ရအတွက်ကြတော့သီလအပြင်မှာသမထဝိပဿနာဆိုတဲ့ဘာဝနာတရားတွေပွားများအထောက်ဖို့လိုအပ်သေးတယ်နောက်ဆုံးမှာဝိပဿနာတရားအထောက်မှဘဝဒုက္ခကလွတ်နိုင်တာဖြစ်တယ်ပေါ့နော်အဲ့တော့ကုသိုလ်ကောင်းမှုလုပ်တာဒုက္ခသက်သာဖို့သီလရှိသည့်အတွက်ကြောင့်လူဘဝမှာလူဘဝကိုရလာတယ်အသက်ရှိတယ်ကျမ်းမာတယ်ဒါသီလရဲ့အကျိုးတရားတွေပဲအသက်ရှိတယ်ကျမ်းမာတယ်နောက်တကဒါနကုသိုလ်ရှိသည့်အတွက်ကြောင့်ဘဝမှာသာဝတိအစဉ်ပြေတယ်နော်ဒါနကောင်းမှုရှိခဲ့တဲ့ပုဂ္ဂိုလ်ဟာမကြောက်မကြမတောင့်မတတာမန်ဒီသာဝတိခက်ခဲတဲ့ဒုက္ခတွေကိုကျော်လွှားနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့မြတ်စွာဘုရားကိုယ်တိုင်ကဒါနသဗ္ဗုဒ္ဓနိဘောဂာနိလူတွေသုံးဆောင်ပစ္စည်းတွေဆိုတာတဲ့ဒါနကြောင့်ရလာတာဖြစ်တယ်ကိုရှာလို့ရောမရဘူးလားရှာလို့လည်းရတယ်နော်သို့တော့ကံပေးလို့ရတာနဲ့ရှာလို့ရတာမတူဘူးကွက်ပြချမ်းသာတယ်ကံပေးလို့ရရင်လောလကူနဲ့ရရှာတဲ့အခါကျတော့အမတမပင်မစင်းရတော့ရှာကြတယ်အဲ့တော့ဒါနကောင်းမှုရှိလို့ရှိရင်ဘဝမှာဘဝယတ္တိဖို့အတွက်အများကြီးချမ်းသာသွားတယ်သီလရှိလို့ရှိရင်ဘဝမှာကြုံတွေ့ရမယ်အခက်အခဲတွေအများကြီးသက်သာသွားတယ်အဲ့ဒါကုသိုလ်ကသက်သာစေတာတခြားအရာသက်သာစေတာမဟုတ်ဘူးဒါကြောင့်မလို့ကုသိုလ်ဆိုတာလုပ်ကိုလုပ်ရမှာဖြစ်တယ်ကိုယ့်ဘဝကိုစင်မြင့်နေရင်ကုသိုလ်ဆိုတာရှိကိုရှိရဒီလိုဆိုလို့လည်းပေါ့နော်အဲ့တော့သီလဆိုတာကိုခြေခံလိုက်မယ်ကုသိုလ်ကောင်းမှုတွေဘုရားရဲ့တရားတော်အရာအစစ်အစစ်လုပ်သွားဖို့လိုအပ်တယ်ဘယ်ရပဲဖြစ်ဖြစ်လည်းပဲတို့ဒီဂရီတို့ဆိုတာရှိတယ်သူလည်းပဲနဲ့သူဒီဂရီနဲ့သူပစ္စည်းဥစ္စာတွေတောင်းပါပဲ quality ချင်းတူတာမဟုတ်ဘူးအဲ့တော့ကုသိုလ်ဆိုတဲ့အထဲမှာလည်းပဲကုသိုလ်တွေကတစ်ခုနဲ့တစ်ခုမတူကြဘူးဒါနကောင်းမှုနဲ့ပတ်သက်ပြီးတော့ကုသိုလ်နဲ့ပတ်သက်ပြီးတော့ဆင်းရဲဒုက္ခကိုသက်သာစေတဲ့ကုသိုလ်ကောင်းမှုတွေကိုလုပ်သွားတဲ့အခါမှာကုဋ္ဌဒါနသုံးမှာမြတ်စွာဘုရားရဲ့လမ်းညွှန်မှုရှိတယ်လောကမှာစေရနာတရားနဲ့နောက်မောဟချမ်းသာဖို့အတွက်ဆိုပြီးတော့အလှကြီးပေးကြတယ်ရှေးခေတ်ကလည်းအလှပေးတာလည်းရှိတယ်အဲ့ဒါတွေကိုအလှလုပ်တာဟာဘဝချမ်းသာရေးအတွက်ဆိုပြီးတော့လုပ်ကြတယ်အဲ့ဒီအလှကြီးတွေကိုယဉ်ညလို့ခေါ်တယ်ယဉ်ညရစ်ပူဇော်တယ်လို့လည်းပြောရတယ်ပေါ့လူမှုတမ်းမှုတွေရှေးခေတ်ကလူမှုတမ်းမှုတွေဟာအပြစ်မကင်းတဲ့အလုပ်တွေလည်းပါတယ်အပြစ်ကင်းတဲ့အလှရှိသလိုအပြစ်မကင်းတဲ့အလှတွေရှိတယ် sacrifice လို့ခေါ်တဲ့ရှစ်ပူဇော်တဲ့အလုပ်တွေအားလည်းပဲသူတို့ချမ်းသာခြင်းလို့လုပ်တာပဲဖြစ်တယ်တတ္တဝါတွေကိုတတ်ပြီးတော့ရစ်ပူဇော်တယ်ကိုချမ်းသာရေးအတွက်တတ္တဝါတွေကိုတတ်ဖြတ်ပြီးတော့ရစ်ပူဇော်အဲ့ဒီလိုလှူတဲ့အလှမျိုးဟာအလှလို့ပြောရပေမဲ့လို့ချီးမွမ်းနိုင်တဲ့အလှမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလိုအလှမျိုးကိုသူတော်ကောင်းတွေကဝေရရှောင်ညတယ်
မသွားဘူးယန္နာပုဂ္ဂိုလ်တွေသွားရောက်လက်ခံတာမလုပ်ကြဘူး